လောဘဆိုတာလိုချင်တတ်မှတ်မှုတတ်တတ်တယ်မဟုတ်ပဲမရရအောင်တွေ့ကတ်ထားခြင်းတဲ့စိတ်ကိုဆိုလိုတာပါလောဘနောက်ကိုလိုက်လေလိုချင်တာမရတဲ့အခါအလိုမကျမှုကနောက်ကနေထက်ချက်မကွာလိုက်လာတတ်ပါတယ်ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့အညီရင်ထဲငင်းအေးသွားအောင်အောက်ပါနီးလန်း၄ခုနဲ့နှလုံးသွင်းကြည့်ကြရအောင်ပါ၁အလိုနေခြင်းရဲ့ချမ်းသာကိုရှာပါဗုဒ္ဓကအလိုနေခြင်းသည်ချမ်းသာရေးအကြောင်းလို့ဟောကြားခဲ့ပါတယ်။လောဘကြောင့်ဖြစ်တဲ့အလိုမကျမှုကိုဖြေဖျောက်ဖို့အကောင်းဆုံးကရသလောက်နဲ့ရောင်ရဲခြင်းပါပဲ။လက်တွေ့ကျင့်စဉ်ငါမှဒါမရှိသေးဘူးလို့တွေးမယ်အစားငါမှဒါရီရှိနေသေးတယ်ဆိုပြီးမိမိမှာလက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေကိုပြန်ရည်သွက်ကြည့်ပါ။နှစ်အနိစ္စတရားကိုဆင်ခြင်ပါ။ကျွန်တော်တို့လိုချင်တတ်မှတ်နေတဲ့အရာတွေလူတွေအဆင့်အတန်းတွေအားလုံးဟာအခိုက်အတန့်ပါပဲရလာပြန်တော့လဲပျက်စီးမှာပါပဲမရပြန်တော့လဲပူလောင်ရပါတယ်ဒါတွေအားလုံးဟာခဏတာပဲငါပိုင်တာတစ်ခုမှမပါဘူးလို့ဆင်ခြင်လိုက်ရင်တွေ့တာမှုတွေရော့ထွားပြီးရင်ထဲကအလိုမကျမှုတွေရော့ကျသွားပါလိမ့်မယ်၃ပေးကင်းစွန့်ကြဲခြင်းဖြင့်တိုက်ထက်ပါလောဘရဲ့ဆန့်ကျင်ဘက်ကစွန့်လွတ်ခြင်းအလောဘပါစိတ်ထဲမှာအယမ်းလိုချင်လို့ပူလောင်နေပြီဆိုရင်တခုခုကိုပြန်ပေးကမ်းလိုက်ပါအလှူဒါနလှူတာပဲဖြစ်ဖြစ်သူတစ်ပါးကိုကူညီတာပဲဖြစ်ဖြစ်လှုပ်ဆောင်လိုက်တဲ့အခါငါအတဆိုရဲ့အတ္တဇွဲရော့စွာပြီးစိတ်ကချက်ချင်းကြည်လင်လာတတ်ပါတယ်၄ကန်တာလင်ကိုပိုင်ဥစ္စာငါရတင်တာမရဘူးဆိုရဲ့အလိုမကျမှုဟာလောဘကြောင့်ဖြစ်တာပါမိမိပြုတ်ခဲ့တဲ့ကံဉာဏ်ဝိရိယအချိုးကြမှသာအကျိုးပေးတာဖြစ်ပါတယ်မိမိဘက်ကအကောင်းဆုံးစူးစမ်းပြီးပြီဆိုရင်ကြံတာကိုကန်ထိုင်မဲလို့လွှတ်ချလိုက်ခြင်းကစိတ်ကိုအေးချမ်းစေပါတယ်မရလို့ပူတာထက်လိုချင်နေလို့ပူတာကပိုဆိုးပါတယ်လောဘဆိုတာတောက်လေငက်လေစားငံရည်နဲ့တူပါတယ်ရလေလေထတ်လိုချင်လေပါပဲဒါကြောင့်ရမှအေးချမ်းမယ်လို့မတွေးပဲမလိုချင်တော့မှအေးချမ်းမယ်လို့ပြောင်းလဲနှလုံးသွင်းကြည့်ပါကားဆိုင်ကယ် laptop ဆိုတာတွေကဒီနေ့ခေတ်မှာလိုအပ်ချက်လဲဟုတ်တယ်လို့တစ်ဖက်မှာလည်းအသုံးအဆောင်တွေဖြစ်နေတတ်ပါတယ်ဒါတွေကိုအယမ်းလိုချင်နေတဲ့အခါဒါမှမဟုတ်ကိုဖြစ်ချင်တဲ့အဆင့်အတန်းမရသေးတဲ့အခါစိတ်ထဲမှာပူလောင်မှုတွေစတင်လာတာပါဗုဒ္ဓအဆုံးအမနဲ့အညီဒီပစ္စည်း၃မျိုးပေါ်ထားရှိတဲ့စိတ်ကိုအေးချမ်းအောင်အောက်ပါအတိုင်းခွဲခြားနှလုံးသွင်းကြည့်ပါ၁အသုံးအဆောင်လားအစွဲအလန်းလားကားဆိုင်ကယ်ဒါတွေဟာခရီးတော်လာဖို့ရင်သက်သက်ပါငါမှဒါမှရှိမှလူတော်သုံးမယ်ဒါမှမဟုတ်သူများတဲ့စာရမယ်ဆိုတဲ့မာနနဲ့ပေါင်းဆက်လိုက်တဲ့အခါလောဘမှပိုပြင်းထန်လာပြီးအလိုမကျမှုပိုကြီးလာပါတယ် laptop ဒါကအလုပ်လုပ်ဖို့ကိရိယာတစ်ခုပါပိုကောင်းတာကိုလိုချင်တာသဘာဝကျပဲမယ်အဲ့ဒီလိုချင်စိတ်ကကိုယ့်ရဲ့လက်ရှိလှုပ်ဆောင်နိုင်စွမ်းကိုပိတ်ပင်နေပြီဆိုရင်တော့အဲ့ဒါကအနှောက်အယှက်ဖြစ်နေပါပြီအခုလောလောဆယ်တင့်မှာရှိနေတဲ့သွာလာရေးစနစ်ဒါမှမဟုတ်လက်ရှိသုံးနေတဲ့ဖုန်းတို့ကွန်ပျူတာတို့ကိုပြန်ကြည့်ပါခြေတော့မရှိတဲ့သူကဖက်နှက်ရှိတဲ့သူကိုအားကြတယ်ဖက်နှက်ရှိတဲ့သူကဆိုင်ကယ်ရှိတဲ့သူကိုအားကြပြန်ရောဆိုင်ကယ်ရှိတဲ့သူကကားရှိတဲ့သူကိုအားကြပြန်ရောဒီတန်တရားကဆုံးမမဟုတ်ပါဘူးရှိတာလေးနဲ့အလုံးလုံးမယ်ဆိုတဲ့စိတ်ကလောဘမီးကိုချက်ချင်းငြိမ်းစေပါရဲ့ပစ္စည်းဥစ္စာရဲ့အနိစ္စသဘောကိုကြည့်ပါကားအစ်စ်ကြီးပဲဖြစ်ဖြစ်နောက်ဆုံးပေါ် laptop ပဲဖြစ်ဖြစ်ဝယ်ပြီးတလကြာသွားရင်အဟောင်းဖြစ်သွားမှာပါပဲပျက်စီးခြင်းဟောင်းနှွမ်းခြင်းသဘောကရှောင်လွှဲလို့မရပါဘူးမမြဲတဲ့အရာတစ်ခုအတွက်ငါရဲ့အဖိုးတန်တဲ့စိတ်အေးချမ်းမှုကိုအပူမခံနိုင်ဘူးလို့ဆင်ခြင်ကြည့်ကြပါအားလုံးမင်္ဂလာညချမ်းလေးဖြစ်ကြပါစေ